အားလုံးပဲမင်္ဂလာပါရှင်။မောင်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။စစ်ပွဲကြောင့်နှစ်ဖက်တပ်တွေအကုန်ထိခိုက်မှုပိုများလာပါတယ်။ဒီကြားရင်ငတ်မွတ်မှုတွေပါရှိလာခဲ့တာပါ။နှစ်ဖက်တပ်မိုးတွေကတော့စစ်သားတွေကိုကရုတ်ကျင်းနဲ့မှနေခိုင်းပြီးရသမျှအချိန်ထိတောက်ခံထားကြပါတယ်။ဒီကြားရင်မှာတရားကြောင့်ခန်းစားနေရတဲ့တပ်သားတအုပ်ကကရုတ်ကျင်းအပြင်ကိုထွက်ဖို့ကြိုးစားနေကြရပါ။နာကျင်ပြီးငတ်မွတ်နေရတဲ့ထက်ဆိုင်ရင်တရတာကပိုကောင်းနေဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ဒါပေမဲ့တပ်မိုးကသူ့ကိုအတင်းဆွဲထားခဲ့ပါတယ်။19ရာစုချင်းမင်းဆက်ရဲ့အခြေအနေကတော့ရုန်းကန်မှုတွေနဲ့ပြည့်နှက်နေကြရပါအင်အားကြီးထွားလာတဲ့ချင်းမင်းဆက်ကနောက်ပိုင်းမှာအကျင့်ပြတ်ခြားစားမှုတွေကြောင့်ပုံကံမှုတွေနဲ့ကြုံလာခဲ့ရပါတယ်ချင်းမင်းဆက်ရဲ့ဖိနှိပ်မှုတွေကိုမခံရနိုင်တဲ့ဒေသတွေအားလုံးတိုင်ပင်ပြီးချိန်သာကိုက်ပုံကံခဲ့ကြတာပါဒီဖြစ်ပျက်က14နှစ်တောင်ကြာခဲ့ပါတယ်ဒီပုံကံမှုအတွက်လူပေါင်း9တန်းလောက်ရဲ့အသက်တွေကိုစတေးခဲ့ရပါတယ်ဒီအရေအတွက်ကဒုတိယကမ္ဘာစစ်အတွင်းတည်ဆုံရခဲ့သူတွေရဲ့အရေအတွက်နဲ့အတူတူလောက်ပါပဲဗိုလ်ချုပ်ပန်းချင်းရံကချင်းမင်းဆက်ရဲ့တစ္ဆာခံတပ်တွေထဲမှာတော့နာမည်ကြီးပါတယ်။မိုးအုံနေရဲ့နေ့လည်ခင်းတရက်မှာသူတို့အဖွဲ့နဲ့တပုံတွေရဲ့ကြားမှာတိုက်ပွဲကြီးတစ်ခုဖြစ်ခဲ့ရတာပါ။ဒီတိုက်ပွဲတွေကြားထဲမှာတစ္ဆာခံအဖွဲ့ကတပ်သားတွေအကုန်ကြဆုံးခဲ့ရပါတယ်။ဗိုလ်ချုပ်ပန်းချင်းရံကိုယ်တိုင်နောက်တရားကြောင့်တတိမိခဲ့ရပြီးတတိပြန်ရလာချိန်မှာသူ့အပေါ်ဖုံးနေရဲ့အလောင်းကောင်တွေကြားထဲကနေထလာခဲ့ရတာပါ။သူ့ပတ်ဝန်းကျင်မှာတော့ကြာဆုံးစစ်သားတွေရဲ့အလောင်းတွေကိုနေရာအနှံ့တွေ့နေရပါတယ်။အဲဒါကြောင့်ချင်းရံလည်းစစ်တလင်းကနေထထွက်လာပြီးလမ်းလေးတစ်ခုအတိုင်းရှောက်သွားနေခဲ့ရပါတနေရာအရောက်မှာတော့ရှေ့ကသွားနေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ပါတယ်ချင်းရန်လည်းအမျိုးသမီးရဲ့နောက်ကနေလိုက်သွားရင်ရွာလေးတစ်ရွာကိုရောက်သွားခဲ့တာပါရွာဝင်ဝအရောက်မှာတော့စိတ်ကိုလျှော့လိုက်လို့မိလဲကျသွားခဲ့ပါတယ်ဒါကိုသတိထားမိရဲ့အမျိုးသမီးကချင်းရန်ကိုစွန့်ပစ်အစာအုပ်တစ်လုံးနဲ့တဲသွားပြီးသတိရလာတဲ့အထိစိတ်ကူးတပေးခဲ့တာပါသတိပြရလာတဲ့ချစ်ရတယောက်တစ္ဆာကတပ်သားတွေအကုန်ကြဆုံးပြီးသူတယောက်တည်းအသက်ရှင်နေတဲ့အပေါ်မှာအပြစ်ရှိနေတယ်လို့လည်းခံစားနေရပါတယ်။သူတို့အမျိုးသမီးတယောက်ကပြုစုပေးခဲ့တာသိပေမဲ့လည်းလိုက်ရှာကြည့်တော့မတွေ့တော့ပါဘူး။အဲဒါကြောင့်ချင်းရန်လည်းအိမ်ထဲကထွက်ပြီးဆက်လျှောက်သွားခဲ့တဲ့အချိန်ရွာထဲကိုရောက်သွားပါတယ်။ဒီရွာကလည်းစစ်တမ်းကိုခံရလို့အခြေအနေသိပ်မကောင်းလာပါဘူး။ဒါပေမဲ့စစ်ဘေးဒဏ်ခံဒုက္ခသည်တွေကိုတော့ရိတ်ခါဝေငှနေပါသေးရဲ့။ဒီချိန်မှာဗိုက်စာနေရဲ့ချင်းရန်လည်းရွာသားတွေကြားမှာသွားထိုင်ဆောင်နေခဲ့တာပါ။မကြခင်မှာရိတ်ခါဝေဖို့လက်နက်ကိုင်တစ်ဖွဲ့ရောက်လာခဲ့ပါတယ်။ခေါင်းဆောင်ဖြစ်သူကျန်ဝမ်ကချင်းရရဲ့ဝစ်စုံကိုတွေ့ပြီးအစစ်မြစ်အရာရှိတဦးမှသိသားကပညာဆန်းလိုက်ပါတယ်။ချင်းရရဲ့တိုက်ခိုက်ရေးပညာကအစစ်မြစ်နေရာကိုသိလိုက်ချိန်မှာတော့ညီဖြစ်သူကြားယူစီကိုခေါ်သွားခဲ့ရပါ။အဲဒီချိန်မှာကြားယူကသဘောအဖွဲ့ကိုတိုက်ခိုက်နေတဲ့စစ်ကြောင်းတစ်ခုကိုတာဝန်ယူထားပါတယ်။တကယ်တော့ကျန်ဝေါင်နဲ့ကြားယူတို့ကကုဘာသာကိုဖွဲ့ထားတဲ့ဒေသကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တွေလည်းဖြစ်နေကြတာပါ။သူတို့ကတောမီလောင်လိုတောကြောင်လက်ခမောင်းထားခတ်နေတဲ့ဓမြတွေကိုလည်းကာကွယ်ရသလိုချင်းစစ်တပ်နဲ့ပြိုင်ပတ်ချူစစ်တပ်ရဲ့နေချက်လာမှုတွေကိုလည်းခုခံနေရတာဖြစ်ပါတယ်။တရက်မှာတော့ကျန်ဝေါင်တို့အဖွဲ့တွေကတောင်ကြားလန်းကဖြတ်လာတဲ့ရန်သူတွေကိုအလစ်တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ပွဲကအကျိတ်အနေဖြစ်ခဲ့ပါတယ်။တစ်ချိန်မှာတော့ကျန်ဝေါင်ကရန်သူတယောက်ရဲ့ဓာတ်ချက်ကိုမိတော့မလို့ဖြစ်ခဲ့ပါတယ်။ဒီချိန်မှာချင်းရန်ကဓာတ်ကိုလက်ပလာနဲ့တားဆီးလိုက်ပြီးရန်သူတွေကိုဝင်တိုက်ခိုက်ခဲ့တာပါ။ရန်သူတချို့ကရန်တောင်ထိုတနက်တွေပါနေရဲဆိုပေမဲ့ချင်းရန်ဝင်တိုက်ခိုက်ချိန်မှာတိုက်ပွဲချိန်ခွင်ရှာကပြောင်းလဲခဲ့ပါပြီ။တိုက်ပွဲအောင်မြင်ပြီးချိန်မှာတော့ကျန်ဝါတို့အဖွဲ့သားတွေကချင်းရန်ကိုအော်ဟစ်ဂုဏ်ပြုပေးခဲ့ကြတာပါ။အဲဒီနောက်မှာတော့သူတို့အဖွဲ့လည်းအောင်ပွဲနဲ့အတူအိမ်ပြန်လာခဲ့ကြပါတယ်။ရွာသူရွာသားတွေကလည်းသူတို့ကိုလိုက်လိုက်လဲလဲကြိုနေခဲ့ကြတာပါ။ဒီထဲမှာတော့ချင်းရန်ကိုကယ်ခဲ့တဲ့အမျိုးသမီးလည်းပါနေပါတယ်။သူ့နာမည်ကတော့လီယန်ဂျီလို့ခေါ်ပြီးခေါင်းဆောင်ကျန်ဝါရဲ့ဇနီးလည်းဖြစ်နေခဲ့တာပါ။ရန်ကြီးကကျန်ဝမ်ကိုခီးဥကြိုပြပြီးနောက်မှာတော့အားလုံးအတွက်အစားအစာချက်ပြုတ်တဲ့နေရာမှာဝင်ကူညီပေးခဲ့ပါတယ်။ချင်းရန်ကတော့ရန်ကြီးနဲ့ဆုံတွေ့ခဲ့ပြီးသူ့ကိုပြုစုပေးခဲ့တဲ့အကြောင်းတွေကိုစဉ်းစားမိနေခဲ့တာပါ။အဲဒီနောက်မှာညစာစားကြတဲ့အချိန်ကိုလည်းရောက်လာခဲ့ပါတယ်။ချင်းရန်လည်းညစာစားနေရင်ကျူးတပ်ဖွဲ့ရဲ့တစ္ဆာဖောက်မှုကြောင့်သူ့ရဲ့တပ်သားတွေကြာဆုံးခဲ့ရကြောင်းပြောပြခဲ့တာပါ။နောက်ပြီး DNA တွေကိုတွန်းလှန်ဖို့တပ်ဖွဲ့တစ်ခုကိုလည်းစနစ်ကျကျဖွဲ့စည်းခြင်းနေကြောင်းပြောလိုက်ပါတယ်။ကျန်ဝေါင်တို့ညီကိုကလည်းအတွေ့အကြုံရှိရဲ့ချင်းရရဲ့စကားကိုတိကျလေးစဉ်းစားနေခဲ့ကြတာပါ။နောက်ရက်မှာတော့ရန်ကြီးကသူတို့အတွက်ညစာလာပို့နေခဲ့ရပါ။ဒါပေမဲ့အခန်းထဲမှာချင်းရရှိနေရကိုတွေ့ရောဂျိုက်တွေကိုထားခဲ့ပြီးချက်ချင်းထွက်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ချင်းရလည်းနောက်ကလိုက်သွားပြီးစကားလိုက်ပြောနေခဲ့ရပါ။သူစကားထဲမှာရန်ကြီးကဝမ်ကိုမချစ်ပဲဘာလို့လက်ထပ်ခဲ့ရလဲဆိုတော့မိကုနေလည်းပါနေခဲ့ပါတယ်။တိတ်မကြခင်မှာကျူးစစ်တပ်ကသူတို့ရဲ့ရွာလေးကိုဝင်ပြီးစီးခဲ့ရပါအဓိကကတော့သူတို့ရိတ်ခါဖို့လမ်းကြောင်းကိုအတိုက်ခိုက်ခံရပြီးဒီရွာကိုတန်တရားဖြစ်နေလို့ပါပဲ
ကြားယူတို့ကပြန်ခုခံဖို့စ조사နေပေမဲ့ကျူစစ်တပ်ကအင်အားကြီးနေတဲ့အတွက်ငုတ်ခံခဲ့ရပါတယ်။ကျူစစ်တပ်ရဲ့အရာရှိကကြားယူကိုလူပုံအလဲမှာရိုက်နှက်ပြီးနောက်တစ်ခါဒီကိစ္စမျိုးမလုပ်ဖို့သူတို့ကိုသစ္စာခံဖို့ချိန်ချောက်ပြောဆိုကပြန်သွားခဲ့ပါတယ်။ရွာထဲမှာရှိတဲ့ရိတ်ခါတွေကိုလည်းယူသွားခဲ့ရပါ။နောက်နေ့မှာတော့ရွာသားတွေလည်းကျူစစ်တပ်ကြောင့်ပျက်စီးခဲ့ရတာတွေကိုပြန်ပြင်ရသလိုထိခိုက်သူတွေကိုလည်းပြုစုပေးနေခဲ့ရပါတယ်။တစ်ဖက်မှာလည်းချင်းရန်ကကျူစစ်တပ်ကိုရင်ဆိုင်ဖို့ဆိုရင်သူတို့အဖွဲ့တွေစနစ်တကျပို့ဖြစ်ရမယ်ဆိုပြီးအကြံပေးနေခဲ့ပါတယ်။ဒီလိုစနစ်ကျတဲ့တပ်ဖွဲ့ဖြစ်ရင်ရှင်ဘရင်ရဲ့လက်အောက်ခံစစ်တပ်တစ်ခုအဖြစ်စစ်ရေးအသွင်းခံရမှာဖြစ်ကြောင်းပြောခဲ့ရပါ။ကျန်မောင်တို့ညီအကိုကလည်းဒီအကြံပြုချက်ကိုလက်ခံလိုက်ပါတယ်။ပြီးတော့ဓာရီကိုမိခင်ပြီးလက်မောင်းသွေးဖောက်တော့ကသွေးသစ္စာကျိတ်ဆိုခဲ့ကြတာပါ။အဲ့နောက်မှာတော့ချင်းရန်၊ကြောင်ဝေါင်နဲ့ကြားယူတို့လည်းသွေးတောက်ညီကိုတွေဖြစ်သွားကြပါပြီ။အဲ့နောက်မှာတော့၃ယောက်သားချင်းအင်ပါယာရဲ့အာဏာတက်ရောက်တဲ့မြို့စီကိုခီးထွက်လာခဲ့ကြတာပါ။အဲ့နောက်မှာချင်းရန်တို့ကချင်းအင်ပါယာရဲ့နေမြေတွေကိုရောက်လာခဲ့ပါတယ်။တရားရုံးကသူတို့၃ယောက်ကိုစင့်ခေါ်ပြီးစစ်ဆေးချိန်မှာတော့ချင်းရွန်ကသူတို့ကိုတစ္ဆာခံအဖြစ်သတ်မှတ်ပြီးရင်ကျူစစ်တပ်ရဲ့မြို့တစ်မြို့ကိုသိမ်းပေးမယ်လို့ကတိပေးခဲ့ရပါ။ချင်းမိုမတ်တွေကဒီစကားကိုကြွားပြောတယ်လို့ထင်နေခဲ့ကြပေမဲ့အ ਨੇ ဆုံးတစ်ခါလောက်စမ်းကြည့်မယ်လို့ဆုံးဖြတ်ပြီးတပ်သား1500ဖြည့်ဆည်းပေးခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့ချင်းရန်တို့လည်းသူတို့တဲ့အင်အားကြီးရဲ့ရန်သူတွေကိုရင်ဆိုင်ဖို့ပြင်ဆင်နေခဲ့ကြတာပါ။ရန်သူကအင်အားကြီးမှပေမဲ့အနီးကပ်တိုက်ခိုက်နိုင်ခဲ့ရင်အောင်မြင်မယ်လို့ချင်းရန်ကယုံကြည်နေခဲ့ပါတယ်။အဲဒီအတွက်ရန်သူကိုထိုးဖောက်နိုင်ဖို့အဖွဲ့တစ်ဖွဲ့လိုအပ်နေခဲ့ရပါ။ဒီဖွဲ့မှာတော့လူ200လောက်တုံးဖို့ချင်းရန်ကကြံစည်ထားပါတယ်။သူတို့ကကြီးစံမဖောက်နိုင်တဲ့ဒိုင်းတွေနဲ့ရန်သူရဲ့ရှေ့တန်းကိုတရက်ကျန်းထိုးဖောက်ရမှာလည်းဖြစ်ပါတယ်။အဲဒါကြောင့်တပ်သားအများစုကဒီနေရာမှာမနေကြကြပါဘူး။ချင်းရန်တို့ကတိုက်ပွဲတဲ့တေပြီးရင်ကြံခဲ့တဲ့မိသားစုကိုကောင်းကောင်းထောက်ပံ့ပေးမယ်ဆိုတဲ့အကြောင်းနဲ့မတေပဲရှင်နေခဲ့ရင်လစာ3စာချီးမြှင့်ပေးမယ်ဆိုတဲ့အချိန်မှာလူနေရာလည်းပြည်သွားခဲ့ပါတယ်။အားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ချင်းရန်လည်းသူ့အဖွဲ့ကိုရှောင်းစစ်တပ်လို့နာမည်ပေးခဲ့လိုက်တာပါ။နောက်ရက်မှာတော့ရှောင်းစစ်တပ်လည်းကျူးမျိုးတစ်မျိုးနာကိုဝင်းရံထားလိုက်ပါတယ်။တစ်ဖက်မှာတော့စစ်သူကြီးဟန်ဝွန်ဦးဆောင်တဲ့လက်နက်တွေအသစ်ပြင်ပြီးစောင့်နေခဲ့တာပါတကယ်တော့ကျူးစစ်တပ်ကလက်နက်အင်အားလူအင်အားပိုတာနေခဲ့ပါတယ်ကျူးစစ်တပ်မှာကရန်တောက်ထိုးတနက်တွေအမြောက်တွေလည်းရှိနေခဲ့တာပါဒါပေမဲ့ခြေရက်စီမှာဓာရီကိုရင်ဆိုင်မှုဗျူဟာကောင်းရှိနေခဲ့ပါတယ်အဲ့ဒါကတော့အသေးခံစစ်သား200ပါပဲဒီချိန်မှာကျူးစစ်တပ်ရဲ့တပ်တမတ်တယောက်မြင်းစီရောက်လာပြီးလက်နက်ချဖို့အမိန့်လာပေးနေပါတယ်ကြားယူကတပ်တမတ်ကိုကောင်းဖြတ်လိုက်ပြီးတိုက်ပွဲခေါ်တံပေးလိုက်ပါတယ်ဒီချိန်မှာအသေးခံတပ်သားတွေကဒိုင်းတွေနဲ့အတူတစ်ဖက်ကိုအတင်းထိုးဝင်ပြေးသွားခဲ့ကြတာပါသူတို့ရဲ့နောက်မှာတော့လေးတီတော်တွေကကက်လိုက်လာကြပါတယ်ဒီချိန်မှာတစ်ဖက်ကတနက်သမားတွေရဲ့လက်ချက်ကြောင့်တပ်သားတချို့လည်းတဖြုတ်ဖြုတ်ကျနေခဲ့ရတာပါကြားယူကတက်ပြန်ဆိုဖို့စဉ်းစားနေပေမဲ့ချီရန်ကတော့အရှိကိုပဲဆက်တိုးခိုင်းခဲ့တာပါလေးတီတော်တွေပြစ်လို့ရတဲ့အချိန်မှာတော့ကျူးစစ်တပ်ရဲ့အပေါ်ကိုမြှားမို့တွေရောက်သွားခဲ့ပါပြီဒီချိန်မှာတော့ကျူးစစ်တပ်လည်းဖျို့ဖျဲဖြစ်သွားခဲ့ရတာပါဒီချက်ကိုအခွင့်ကောင်းယူပြီးချင်းရန်ဦးဆောင်တဲ့မြေတပ်ကတိုက်ပွဲကြောက်ကိုဒုံဆိုင်ပြေးဝင်ပြီးရန်သူတွေကိုတရက်ဆက်တိုက်ခိုက်နေခဲ့ကြပါတယ်တစ်ဖက်ကလည်းအရေးနှိမ့်လာတာကိုသိပြီးအမြောက်တွေနဲ့ပစ်ခဲ့ကြတာပါအမြောက်တန်ကြောင့်နှစ်ဖက်စစ်တီတွေတီဆုံးခဲ့ရတဲ့ကိစ္စတွေလည်းရှိလာခဲ့ပါတယ်ဒီလိုနဲ့တိုက်ခိုက်ရေးသူတို့အဖွဲ့လည်းအမြောက်တွေနာအထိရောက်သွားခဲ့ကြတာပါရန်သူရဲ့အမြောက်ဆန်ထွက်မလာခင်ခန္ဓာကိုယ်နဲ့ကာပြီးစတေးခဲ့တဲ့ရှောင်းစစ်သားတွေကလည်းရှိခဲ့ပါတယ်ဒီမြင်ကွင်းကြောင့်စိတ်အားတက်ကြွသွားတဲ့ရှောင်းစစ်တီတွေကကျူးတွေကိုအပြက်အသက်ချေမှုန်းနေကြရပါတိုက်ပွဲထဲဝင်ပြီးအနီးကပ်တိုက်ခိုက်နေတဲ့ချင်းရတယောက်တစ်ချိန်မှာတော့အရေးနှိမ့်တော့မလို့ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ကျန်ဝေါင်တို့ညီကိုကဝင်ခဲ့ခဲ့လိုက်တာပါသူတို့တိုက်ပွဲကိုခက်လန်လန့်ကလမ်းကြည့်နေတဲ့ချင်းစစ်တပ်ရဲ့တပ်မှုလီဒါဆန်ကချင်းရန်တို့ရဲ့အားထုတ်မှုကိုအံ့ဩသွားခဲ့ရပါပြီးတော့သူ့တပ်ဖွဲ့ကိုတိုက်ပွဲတွေမှာပူးပေါင်းဖို့အမိန့်ပေးခဲ့ပါတယ်။ချင်းစစ်တပ်ပူးပေါင်းလာချိန်မှာတော့ဂျူးတွေလည်းဘလို့မှမခံနိုင်ကြတော့ပါဘူး။ဒီအောင်မြင်မှုကချင်းအင်ပါယာအတွက်ဝမ်းသာစရာသတင်းကြီးဖြစ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းချင်းရန်ရဲ့ရှောင်းစစ်တပ်လည်းဘရင်စီကထောက်ပံ့မှုတွေပို့ရလာခဲ့ရပါ။နောက်ပြီးချင်းရန်ရဲ့မိတ်ဆွေဟောင်းစစ်သူကြီးတွေနဲ့လည်းပြန်ဆုံစည်းနိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းရှောင်းစစ်တပ်ကိုရန်သူရဲ့နန်းချင်းမြို့ထဲစီးနှင်းဖို့တောင်းဝင်ပေးခဲ့ရတာပါ။အောင်ပွဲတွေနဲ့ပြန်လာတဲ့ရှောင်းစစ်တပ်လည်းဒီချိန်မှာနာမည်ကြီးနေခဲ့ပါပြီ။ဒါပေမဲ့တစ်ဖက်မှာတော့အောက်ခြေစစ်သားတချို့ကကြာဆုံးရဲဘော်တွေရဲ့ပစ္စည်းတွေကိုမိသားစုဝင်တွေစီပြန်ပေးရင်ဝမ်းနေခဲ့ကြတာကိုတော့မသိခဲ့ကြပါဘူး။တစ်ဖက်မှာလည်းကြားယူတဲ့တရားတွေကိုပြုစုပေးပြီးရဲ့ရီချန်ကချင်းရန်စီကိုသွားနေခဲ့တာပါ။ဒါပေမဲ့အင်ရှိအရောက်မှာတော့တုံဆိုင်သွားပြီးနောက်ကိုပြန်လှည့်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းကာလတွေကရှောင်းစစ်တပ်ကအောင်ပွဲတွေစတိုက်ရလာခဲ့တာပါ။မြို့တွေကိုဝင်စည်းရဲ့အခါမှာလည်းစစ်သားတွေကိုလောက်ပိုက်ခွေတချို့ပေးထားခဲ့ပါတယ်။အဲဒီထဲမှာပစ္စည်းတွေလူရက်ဖို့အထိခွင့်ပြုပေးထားခဲ့တာပါ။ဒါပေမဲ့စစ်သားငယ်2ယောက်ကအမျိုးသမီးလေးတစ်ယောက်ကိုအတမပြုကျင့်လိုက်တဲ့အခါမှာတော့ချီရန်ကချက်ချင်းပဲခေါင်းဖြတ်တက်ပြခဲ့လိုက်ပါတယ်။သူစစ်သားတွေဒီလိုကိစ္စမျိုးထပ်မကျူးလွန်ရအောင်ပညာပေးရဲ့အနေနဲ့ပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးအဖွဲ့ထဲမှာစိတ်ဝမ်းကွဲမှုလေးနည်းနည်းတော့ဖြစ်သွားခဲ့ရပါတယ်။တစ်ဖက်မှာတော့ဂိုးပုတ်ပြားဂိမ်းကစားနေတဲ့ချင်းမူးမတ်တချို့ကိုတွေ့လိုက်ရမှာပါ။သူတို့ကဂိုးဂိမ်းကစားနေရဆိုပေမဲ့ချင်းရန်နဲ့အရှောင်းစစ်တပ်ရဲ့အကြောင်းကိုအဓိကထားဆွေးနွေးနေကြတာဖြစ်ပါတယ်
ဘာဖြစ်လို့လဲဆိုရင်ရှောက်စစ်တပ်ကဂုံသတင်းကကြီးတက်ကြီးလာလို့ပါပဲပြီးတော့သူတို့ရဲ့အခမ်းကဏ္ဍတွေမိမိသွားမှာစိုးရိမ်နေကြပါ အဲ့ဒါကြောင့်ရှင်ရန်တို့ကိုတိုက်ပတ်နေအောင်ပညာပြထားဖို့ဆုံးဖြတ်ခဲ့ကြတာပါဒီဆုံးဖြတ်ကြောင့်ရှောက်စစ်တပ်ရရှိမဲ့ရိတ်ခါတွေလည်းနှောင့်နှေးခဲ့ရပါတယ်အကျိုးဆက်အနေနဲ့စစ်မြေပြင်ကိုရောက်နေတဲ့အဖွဲ့သားတွေရိတ်ခါပြက်လက်ကုန်တာပါပဲဒီချိန်မှာချင်းရန်ကလည်းတက်ပြန်ဆုံးဖို့အမိတ်မပေးပဲပေးခံနေကြရပါအဲ့ဒါကြောင့်တပ်ဖွဲ့အတွင်းစိတ်ဝမ်းကွဲမှုတွေကပိုဆိုးလာပါတယ်ကရုတ်ချင်းနေရတဲ့စစ်သားလေးတချို့ကလည်းတေးရတာပိုကောင်းမယ်ဆိုပြီးအပြင်ထွက်ဖို့ကြိုးစားနေကြလို့တမူးဒါဆန်ကအတင်းထိမ့်သိမ့်နေကြရတာပါ။ကျောင်းအောင်တို့ကတန်တော်စင်းလွတ်ပြီးအကူအညီတောင်းခဲ့ပေမဲ့လစ်လူရှူတာခံခဲ့ရပါတယ်။ဒီချိန်မှာကြားယူကတော့ရှေ့ဆက်တိုးကျန်လဲတို့နောက်ဆုံးလည်းစုပ်ဖြစ်စေခြင်းနေကြရပါမဟုတ်ရင်လည်းငတ်မွတ်မှုကြောင့်အဖွဲ့သားတွေတဖြုတ်ဖြုတ်ဆုံးပါနေလို့ပါပဲ။ဒါပေမဲ့လည်းချင်းရန်ကရန်သူမျိုးဖြစ်တဲ့စုကျိုးကိုဝိုင်းထားဖို့ဆုံးဖြတ်နေအောင်ပါပဲ။ချင်းရန်ကတော့စုကျိုးကိုရအောင်သိမ်းနိုင်ဖို့ရည်ရွယ်ထားတာပါ။အဲ့ဒါကြောင့်တက်ပြန်မဆုပ်ပဲတောင်းခံနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းမျိုးရဲဝင်စီလည်းအထိနာမှာဖြစ်လို့အချင်းကြီးကောင်းကိုစောင့်နေကြတာပါ။အဲ့ဒါကြောင့်ကြားယူလဲသူ့အစီအစဉ်နဲ့သူလှုပ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါကတော့ကျူကျိုးမြို့ကိုခိုးဝင်ပြီးရန်သူကောင်းဆောင်နဲ့အပေးယူလုပ်ဖို့ပါပဲ။ညပိုင်းမှာတော့ကြားယူလဲရုပ်ဖြတ်ပြီးမြို့ထဲကိုခိုးဝင်လာခဲ့ပါတယ်။ဒီကြောင့်ကိုတော့မှတီးလိုက်ရတဲ့ချင်းရန်တို့ကလည်းကြားယူရဲ့လုပ်ရက်ကြောင့်စိတ်ပူနေခဲ့ရတာပါ။အဲ့ဒါကြောင့်မိုးလေးနာနဲ့မြို့ထဲကိုဝင်တိုက်မယ်ဆိုပြီးစီစဉ်လိုက်ပါတယ်။အဲ့ညမှာပဲကရုတ်ချင်းနဲ့လမ်းလျှောက်နေရင်တရုတ်ထဲဖြစ်နေတဲ့ရီချန်ကိုတွေ့ရဲ့အချိန်မှာခံစားချက်တွေမထိန်နိုင်တော့ပဲရင်းနှီးခွင့်ရဖို့ကြိုးစားခဲ့ရပါ။အစာပိုင်းမှာရီချန်ကငင်းဆက်နေခဲ့ပေမဲ့နောက်ပိုင်းမှာသူကိုယ်တိုင်ကစိတ်ပါသွားခဲ့ပါတယ်။စုကျိုးမြို့ထဲရောက်လာတဲ့ကြားယူကတော့မြို့ရဲ့အခြေအနေကတိတ်မကောင်းလာတာကိုတွေ့ခဲ့ရတာပါ။ရန်သူကောင်းဆောင်ကိုရှာတွေ့ချိန်မှာတော့သူတို့ကလည်းလက်နက်ချဖို့ဆုံးဖြတ်ထားတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့သူ့မှာလည်းဂုံတိတ်ခါရှိနေတဲ့အတွက်ဒီတိုင်းလက်နက်ချတာမျိုးမလုပ်ချင်ပါဘူး။နောက်ပြီးသူ့ရဲ့နောက်လိုက်တွေအသက်လွတ်ငြိမ်းခွင့်ကိုလည်းထားခဲ့ကြတာပါ။အဲ့ဒါကြောင့်သူ့ကိုတုတ်တင်ပြီးမြို့ကိုသိမ်းယူဖို့နောက်လိုက်4000ကျော်ကိုတော့ရိတ်ခါနဲ့ပေးပြီးလူငိမ့်ခွင့်ပေးဖို့ကန့်လန့်ခဲ့ပါတယ်။ကြားယူကလည်းကန့်လန့်ချက်ကိုသဘောတူပြီးရန်သူကောင်းဆောင်ကိုတုတ်တင်ခဲ့လိုက်တာပါ။မနက်မိုးလင်းချီတက်လာတဲ့ချီရန်တို့အုပ်စုကကြားယူနဲ့အတူထွက်လာတဲ့ရန်သူတပ်တွေကိုတွေ့ရောအံ့ဩသွားကြပါတယ်။နောက်တော့မှကြားယူရဲ့ကြိုးပမ်းမှုကြောင့်မြို့ကိုမတိုက်ရပဲသိမ်းနိုင်ပြီဆိုတာသိလိုက်လို့ဝမ်းသာသွားခဲ့ကြတာပါ။သူရဲကောင်းတယောက်လိုဂုဏ်ပြုနေခဲ့ကြပါတယ်။ဒါပေမဲ့တချို့ကိစ္စတွေမှာတော့အစီမပြေဖြစ်လာခဲ့တာပါ။အဲ့ဒါကတော့ရန်သူတွေကိုရိတ်ခါပေးပြီးလူငိမ့်ခွင့်ပေးဖို့ကိစ္စပါပဲချီရကသူတို့မှလည်းရိတ်ခါမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လုံးဝငြင်းခဲ့လိုက်တာပါကြားယူကတော့တိုက်စရာမလိုပဲမြို့ကိုရနေခဲ့ချိန်မှာဒီကိစ္စလေးနဲ့ကတ်သက်နေလို့ချင်းရန်ကိုစိတ်ကွက်သွားခဲ့ပါတယ်ချင်းရန်ကရန်သူတွေကိုလွတ်ပေးလိုက်ရင်နောက်ကျောင်းမအေးတဲ့ကိစ္စတွေဖြစ်မယ်ဆိုပြီးကွပ်မျက်ခိုင်းလိုက်ချိန်မှာတော့ကိစ္စတွေကပိုရှုပ်ထွေးလာခဲ့ရပါဒီကိစ္စကိုကြားယူကသဘောမတူခဲ့ပါဘူးအဲ့ဒါကြောင့်ချင်းရန်ကသူ့ကိုချုပ်ထားလိုက်ပြီးလှုပ်ရှားရှိရာတွေကိုဆက်လုပ်ခဲ့ပါတယ်။ကျောင်းအောင်ကလည်းဒီကိစ္စမှာချင်းရန်ရဲ့အဆုံးဖြတ်ချက်ကြီးကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။အဲ့ဒါကြောင့်ရန်သူအလောင်းတွေကိုကြည့်ပြီးတုံ့လုံနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီအလောင်းတွေထဲမှာရန်သူစစ်သားတွေအပြင်ပြည်သူတွေပါနေလို့ပါပဲ။ချင်းရန်ကတော့အလောင်းတွေကိုကရုတ်ချင်းနဲ့ပြစ်ချကမြေမြုပ်ပစ်ပြီးမြို့သိမ်းပွဲကျင်းပဖို့ပြင်နေခဲ့ပါတယ်။ဒီချိန်ကျမှကြားယူကိုလည်းအချုပ်နောင်ကနေပြန်လှုပ်ပေးခဲ့တာပါ။တိုက်ခိုက်တပ်ဖြတ်ရတာတွေကိုစိတ်ကုံလာတဲ့ကြားယူလည်းသူ့အဖွဲ့သားတွေကိုခေါ်ပြီးအိမ်ပြန်ဖို့ပြင်နေခဲ့ပါတယ်။ဒါပေမဲ့နန်ကျင်းကိုဆက်တိုက်ဖို့ပြင်နေတဲ့ချင်းရန်ကလမ်းမှာစောင့်တားနေခဲ့တာပါ။ကျောင်းအောင်ကလည်းဝိုင်းတိုက်တွန်းတဲ့အတွက်နန်ကျင်းကိုတိုက်ဖို့သဘောတူခဲ့လိုက်ပါတယ်။ဒါပေမဲ့အာနာရှင်လိုဖြစ်လာတဲ့ချင်းရန်ကိုရှင်းပြမရမယ်ဆိုပြီးလဲတွေးနေမိခဲ့တာပါ။ဒီလိုနဲ့သူတို့အဖွဲ့ကနန်ကျင်းကိုအောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုကြောင့်ချင်းရန်ကဘရင်ကန်ရာထူးနဲ့နန်ကျင်းကိုအုပ်စိုးဖို့ချီးမြှင့်ခံခဲ့ရတာပါ။ဒီချိန်မှာကြားယူကချင်းရန်စီကခွင့်ပြုချက်မတောင်းပဲအဖွဲ့သားတွေကိုစုကျေးရီချီးမြှင့်ပေးခဲ့လို့ကြောက်ကစားတွေဖြစ်ခဲ့ရပါသေးတယ်။ဒီချိန်မှာကြားယူရဲ့လက်အောက်ငယ်သားတွေကလည်းချင်းရန်ကိုတစ္ဆာဖောက်ဖို့ဝိုင်းပြောလာခဲ့ကြတာပါချင်းရန်ကလည်း DNA တွေကိုရိပ်မိခဲ့ပါတယ်အဲ့ဒါကြောင့်ကြားယူကိုလက်ဦးမှုယူပြီးရှင်းရမလားလို့စဉ်းစားနေခဲ့ရပါနောက်ပိုင်းမှာကြားယူကလည်းဒီကိစ္စကိုသိသွားပါတယ်အဲ့ဒါကြောင့်ချင်းရန်လှုပ်ရှားသမျှကိုလိုက်ထောက်လိုက်ရင်ရီကျန်နဲ့တိတ်ပုံဖြစ်ပျက်နေရတွေကိုလည်းသိသွားခဲ့ရပါဒီချိန်မှာသူတို့ဂျာကတစ္ဆာကရီကျန်ကြောင့်ဖျက်ရတယ်ထင်ပြီးတွတ်တက်ပစ်ခဲ့ရပါအဲ့နောက်ချင်းရန်စီသွားနေရလမ်းမှာပဲချင်းရန်စီခိုင်းလိုက်တဲ့လောက်ကျန်ရေးသမားတွေရဲ့မျှချက်နဲ့ကြားယူလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ကြားယူသိဆုံးရတဲ့ကိစ္စကချင်းရန်ကြောင့်မှန်တည်သွားတဲ့အခါကြောင်အောင်လည်းညီဖြစ်သူအတွက်သွားတိုက်ခိုက်ပါတယ်။ဒါပေမဲ့ချင်းရန်ကသူ့ထက်အစွမ်းထက်နေလို့ကြောင်အောင်ကိုယ်တိုင်ကပဲတည်ဆုံးခဲ့ရတာပါ။ဒီချိန်မှာပဲခေါမိုးပေါ်မှာနေရာယူထားတဲ့တနက်သမားတယောက်ကချင်းရန်ကိုလှုပ်ချလိုက်ပါတယ်။ဒီကိစ္စကိုချင်းရန်ကကြောင်အောင်ရဲ့လက်ချက်လို့ထင်ပြီးဆွဆွဲနေခဲ့ရပါ။တကယ်တော့ဒီလှုပ်ကြံမှုကချင်းရန်အာနာကြီးလာတာကိုမနာလိုတဲ့မုံမက်တွေရဲ့လှုပ်ကြံမှုကြောင့်ပဲဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနှီးကွန်ချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။